လာပါကျွန်တော်ဒီနေ့မှာတော့ချစ်ပင်သူချီမာစုသူကျင်ချစ်စမ်းမဲ့အထူးတင်တဲ့ဗလာဘာခက်ချစ်ကန်သမ်းမဲ့အစီအစဉ်မှာစုမဲတွေပေါက်သွားတဲ့စိုင်တွေကိုတွားရောက်မင်းများဆုံလမ်းမှာပဲဖြစ်ပါတယ်ကျွန်တော်အခုရောက်ရှိနေရတော့တောင်ဗလာမှာရှိတဲ့အာကာအလက်ထရောနစ်ဆိုင်ရဲ့မဲပေါက်တဲ့ကန်တူးချင်းတွေကိုလာရောက်မင်းများဆုံလမ်းတာပဲဖြစ်ပါတယ်ပါညီမလေးတို့အာကာလက်ထုံးနဲ့ဆိုင်ရာစုမဲတွေပေါက်သွားတယ်ဆိုတာသိရတယ်ပေါ့နော်ဘယ်လောက်စုမဲပေါက်သွားတယ်ဘယ်မျိုးနေရာကန်ထူးရတယ်ဆိုတော့လေပြောပြပါဦးဟုတ်စုမဲနေနေဆိုလို့ရှိရင်သူက10သိန်းလောက်ပေါက်သွားပေါ့နော်လာဝယ်တာကတော့တိုက်တီးရိုးနေရာဥယျာဉ်ဝင်နေဖြစ်ပါတယ်သူကတော့ဘာလို့ဆိုတော့ဆန်းအဲကွန်လာဝယ်ရင်းနေဒီလိုမျိုးပေါ့နော်10သိန်းဆိုတော့သူကပေါက်သွားတာပဲဖြစ်ပါတယ်အဲ့ဆိုရင်အခုလိုစုမဲကန်ထူးသွားတဲ့အတွက်ပေါ့နော်အာကာလက်ထုံးနဲ့ဆိုင်အနေနဲ့အပျော်လေးတွေကိုလည်းဝေးများပေးပါဦးညီမလေးခုလိုမျိုးပေါ့နော်အေးတဲ့တို့အာကာလက်ထုံးနေဆိုင်နေပြီးတော့10သိန်းလူပေါက်သွားတဲ့အတွက်ရောပေါ့နော်ကစားမအနေနဲ့ရောအေးတဲ့တို့အာကာလက်ထုံးနေဆိုင်နေနဲ့ရောပေါ့နော်တကယ်ကိုကျေးဇူးတင်ပါတယ်ပြောလဲပြောရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကုမ္ပဏီကနေပြီးတော့လည်းနောက်ထပ်ဒီလိုမျိုး lucky draw တွေကိုပေါ့နော်ဆက်ပြီးတော့လုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်